စီကြော်ညာတဲ့ခါမှာလိုနေတဲ့လိုရဲတွေအမှားတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုတော့ online သမားတော်တော်များမှားကြတယ်ဘာလဲဆိုမျက်နှာသိနဲ့ပြောတာပြီးတော့မျက်လုံးအယောင်မရှိတာပြီးရင်စကားလုံးတွေကရှားပေါ်တင်ဝဲနေတာအဲ့ဒါဆိုရင် customer ကမကြိုက်ဘူးယုံကြည်မှုမရှိဘူးကိုတကယ်သုံးထားရလားတတ်ဒီလိုကြီးအားရှိပြီးကြော်ညာနေရလားဆိုတော့ customer ကတန်တရားရှိတယ်အဲ့ဒါကြောင့်ကိုဗီဒီယိုမကြော်သွားရပါတော့အဲ့တော့အခုနမူနာဆန်းပြမယ်သမီးဒီဘက်လားအဲ့ဒါနမူနာဆန်းပြမယ်ကလေးကြည့်ထားပေးအောင်နော်ဟုတ်ကဲ့ပါဒါလေးကတော့ April 2 နေ့ဖြစ်ပါတယ်ဒါလေးကသပင်ကိုလေးပေါက်ထားတက်တာသပင်ကျွတ်တာတက်တာပြီးလို့ရှိရင်လေသူတနေ့ကိုနှစ်သိမ်းပဲဖြန်းပေးရသီလားအဲ့ဒါပုတ်ခလက်လောက်တာအဲ့ဒါလုံးဝမလုပ်ပါနဲ့မလုပ်ဖဲနဲ့ April လုပ်ပြမယ်နော်မျက်နှာမူရဟယ်လိုမမတို့ဒီနေ့ကတော့သပင်ကျွတ်နေတဲ့လူပေါက်ထနေတဲ့လူအစီပြန်နေတဲ့သူရှိလားအဲ့လိုမျိုးမျက်နှာချုံကြည့်တွားကြည့်နေကိုကလုံးဝမင်းသမီးလို့သွားသေးလားမင်းသမီးလို့item က expression တွေပါမယ်ဒါမှသာလေ customer ဒီလိုရုပ်အသေးကြီးကြည့်ရတဲ့ဆိုင်လေဒီလိုနည်းနည်းလေးနောက်လေးဆိုခဏကိုလေးတစ်လောက်လေးနဲ့ပြောပြီးတော့အတန်ကိုအဲ့ဒီဖုန်းထဲကိုဝင်အောင်ဒီထက်နေထုတ်ပြီးတော့တစ်ဖက်ကရှားပေါ်ဝင်တာဟုတ်ကဲ့ပါမမတို့ဒီနေ့ကတော့ဒီဟာလေးApril 2 နေ့လေးရောက်မှဖြစ်ပါတယ်ဆိုဒီမှာစိတ်ဝင်စားဘူးကျမတို့ဝတ်စားလေးလည်းပြင်ဆင်ပြီးတော့မှထွက်ခဲ့ပြီးလို့ရှိရင်မျက်နှာကိုမိုးလေးက make up ကိုလိမ့်နော်အဖက်ပါတယ်ဆိုရင် make up ပါနေမပါနဲ့ရမ်းกว่าတယ်အဲ့တော့ April လည်းအမားကြီးအများကြီးလုပ်ခဲ့ဘူးလေအဲ့တော့ထိရောက်ချင်းစကလုံးကိုတိပပပြောဒီဖုန်းထဲကိုအတန်ကိုဝင်အောင်ပြောမယ်ဘလောက်ဝေးဖုန်းတော့အတန်ဝင်အောင်ရအောင်ပြောမယ်အဲ့ဆိုလို့ရှိရင် customer energy ကိုယ့်ရဲ့ energy က customer စီကိုကူးတယ်ဒီပစ္စည်းတကယ်ကောင်းလားမကောင်းလားယုံကြည်မှုရှိလားဆိုတာဒီထဲကထွက်တာဒီရှာပွားနေထွက်တဲ့အတန်မဟုတ်ဘူးဒီကထွက်တာမဟုတ်ဘူးဒီကထွက်တာအဲ့တော့မျက်လုံးအရောင်ကတက်ကြည့်မယ်မျက်လုံးကိုချုံလိုက်ချဲလိုက် expression မျက်ခုံးမွေးတွန်းလို့ရရဲ့နှခမ်းနေပြုံးလိုက်အရင်စိတ်ညစ်နေရလားဆိုစိတ်ညစ်ချတဲ့မျက်နှာလုတ်ပြလိုက်သမီးဒီဘက်လားမျက်နှာစိတ်ညစ်နေရဆိုစိတ်ညစ်နေရလားဘောက်တွေထောင်းနေလို့စိတ်ညစ်နေရလားဟုတ်ပါရဲ့ဒါလေးကတော့ April 2 နေ့ကတနေ့ကိုနှစ်ကြိမ်ဖြန်းရုံနဲ့ဘောက်ထားရတက်တာသွားတဲ့ဟာလေးဖြစ်ပါတယ်ဆိုပြီးပြောတာပေါ့နော်တဲ့ခါလေးမှာတချို့ကကလေးရှိရပေါ့နော်ကလေးရှိရင်ရိုက်လို့မရဘူးပြောကလေးရှိရင်လည်းဖြစ်တယ်ဒီလိုမျိုးလေးပေါ့ကလေးလေးနဲ့ဟာမမလေးသပင်းလေးကျွတ်နေလို့ရှိလားဆိုရင်လည်းဒါကလေးမမေတွေကဘာလို့မြင်သွားတာပေါ့နော်သူတော်မအလုပ်လုပ်နေပြန်ငါလည်းအလုပ်လုပ်လို့ရတယ်ပေါ့နော်ဒီလုပ်ငန်းလေးကဆိုပြီးတော့ရိုက်လို့ရတယ်လေဘာဖြစ်လဲနော်နှစ်ယောက်ဆိုလည်းရိုက်လို့ရတယ်တမိသပင်းလေးကျွတ်ရင်ဘာလုပ်ရလဲ April ပြောlangလေကြောင်ညာလောင်းကြောင်ညာပြလောင်းဒီတီကမသိလို့လေကြောင်ညာပြလောင်းတီမိုးကြီးလို့ဟိုတလို့ဆိုတီမိုးကြီးကိုဗီဒီယိုရိုက်တင်တယ်မေမျိုးမှာတီမိုးကြီးကဟုတ်ကဲ့ပါမင်္ဂလာပါဖြစ်တယ်ညာဖြစ်တယ်အသေးကြီးပြောနေမျက်နှာသေးကြီးဦးလေးကဖုန်းမိုက်ကိုယူပြောအဲ့မမင်္ဂလာပါ April 2 နေ့ပါရှင်ဆိုအော်ထည့်ပလိုက်တယ်အဲ့လိုအန်နာကြီးဖွင့်ထွက်နေတဲ့ဟာကိုလူတွေကကြိုက်တယ်ဒါကြောင့်မို့လို့ကျမတို့ကအိုက်ရောဖြစ်နေရမယ်online မှာတက်ပြီးရောင်းနေဆိုပေးမယ်လေကျမတို့ဒီလုံနီးလုံဟန်လေးတွေကိုလွဲတယ်အဲ့လိုပြန်ပြောပြနိုင်လို့ရှင်သူများတွေလည်းရောင်းတင်တယ်သူများလည်းရင်းဖို့မကြောက်ဘူးကွာသိလားပတ်စံလေးတသိန်းကျော်ရင်းရင်းဖို့မကြောက်ဘူးဒါပေမဲ့သူတို့ကနီးလန်းမသိတာအဲ့နီးလန်းသိလို့ရှင်လက်ကရအများကြီးရောင်းလာမှာဖြစ်ပါတယ်ဘိုင်ဘိုင်နော်အဲ့လိုမျိုးလေးပေါ့နော်ဒါလေးကအားလုံးနဲ့ touch ဖြစ်နေတဲ့ကိစ္စတွေကိုခဏလုပ်ပြလို့ရှင်လူတွေရဲ့နားနဲ့ဝင်ပါတယ်ဘလို့ကောင်းတယ်ဆိုတာအရေးမကြီးဘူးဘလို့ရောင်းတယ်ဆိုတာအရေးကြီးပါတယ်ပစ္စည်းကောင်းပြီးသားတောင်မှမရောင်းတတ်လို့ရှိရင်အဲ့ပစ္စည်းကမရောင်းရပါဘူးနော်မျက်လုံးလေးကကြည့်မယ်ဒီလို April ပြောတဲ့ထဲမှာလူမျိုးတွေချုံချဲ့ပါနော်ပြုံးကြီးတွေလက်ကလေးတွေဟန်လေးတွေပါတယ်လူကြီးကင်ပြီးတော့လူကြီးဘူးကြီးကင်ပြီးရောင်းတဲ့ဟာတွေမလုပ်နဲ့တော့နော်ဘိုင် April brand ဖောင်းတာပါရှင်အဲ့လိုမျိုးအများသင်မင်းတွေ